ဖုန်းတစ်လုံးဒီအပိုင်းနေရာဒီရဲ့အရသာပြောက်ပြီးအေးလာတယ်လို့ခံစားရတယ်တပတ်လောက်နေစဉ်အေးလာချိန်မှာတော့နေရာဒီတုန်းကလိုပေါ့ပေါ့ပါပါအဝတ်အစားနဲ့နေလို့မရတော့ဘူးဆိုတာဘဝအတိကသတိပေးလာတယ်ပူတော့လဲပူတော့အတိုင်းအေးတော့လဲအေးတဲ့အတိုင်းဘယ်လိုနေရမလဲဆိုတာကိုဘဝသင်ကြားထားခဲ့တယ်အစားအသောက်တွေဝယ်ယူသိမ်းဆည်းရတယ်လိုအပ်တဲ့အခါအဝတ်အစားတွေပြေးဝယ်ရတယ်ဆောင်းရာသီအတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေကြိုတင်ပြုလုပ်ရတယ်တခါတရံအခုလိုဈေးထွက်ဝယ်တာကအလွဲရင်မလိုအပ်ပဲအပြင်မထွက်မိဖို့လဲကိုအမြဲသတိထားရပါလေအလုပ်တရားပိတ်ထားစေဆိုတော့လူအများစုဟာအိမ်တွေထဲမှာပဲညီးငွေစွာနေထိုင်နေရဆဲပါလေထူးထဲမှာယောဂပိုးကရှိနေနိုင်တော့မမြင်ရတဲ့အရာပိုကြောက်ဖို့ကောင်းကြောင်းနားလည်လာခဲ့ပါပြီလက်ထက်ကဖုန်းဖွင့်လိုက်တာနဲ့ကမ္ဘာအရရက်ကယောဂပိုးသတင်းတွေပဲနေ့စဉ်အမြဲတွေ့နေကြားနေရတယ်ဘိုင်းတဲ့ဘူကူးစက်မှုနဲ့သူ့ကြောင့်တည်ဆိုးမှုဟာနိုင်ငံအချို့မှာရောကျသွားပြီမဲ့အချို့တိုင်းပြည်တွေမှာတိုးပွားနေတော့မှာပဲဖုန်းဟာသတင်းဆိုးတွေကိုဖုန်းမထားနိုင်ဘူးထင်ပါရဲ့ဖုန်းရှိရင်သတင်းရှိတယ်လို့ဆိုရပေမဲ့အခုတလောမှာတော့ဖုန်းဟာသတင်းကောင်းတွေနဲ့စာရင်သတင်းဆိုးတွေပဲယူဆောင်လာတာများနေတယ်ဒါပေမဲ့အိမ်ထဲမှာနေတော့လဲဖုန်းကိုပဲမိကိုအားထားနေရတယ်လို့အပြင်သွားရင်လဲဖုန်းကိုသွားလေရာအမြဲတည်ယူသွားရတယ်ဖုန်းမရှိရင်ဘဝမရှိနိုင်တော့ဘူးလို့ဆိုရလောက်အောင်ဖုန်းအောင်ကိုနေစဉ်ဘဝထဲမှာအရေးပါလွန်းနေတယ်ဖုန်းအောင်ကိုမသိတာတွေကိုသင်ကြားပေးတဲ့ဆရာတယောက်လေးဖြစ်တယ်လို့ကိုနဲ့အမြဲအဖော်လုပ်ပေးတဲ့တငယ်ချင်းတယောက်လိုလည်းဖြစ်နေတယ်ဖုန်းဟာတချင်းနဲ့ရုပ်ရှင်ဇာတ်ကားတွေကြည့်လို့ရတဲ့ TV တစ်လုံးလည်းဖြစ်တယ်လို့ပြင်းတဲ့အခါဖတ်လို့ရတဲ့စာအုပ်တုပ်လည်းဖြစ်နေပြန်တယ်ဖုန်းဟာပညာသင်ယူလို့ရတဲ့စာသင်ခန်းတစ်ခုဖြစ်တယ်လို့အဝေးရောက်နေတဲ့မိသားစုဝင်တွေပြန်ဆုံလို့ရတဲ့အိမ်တစ်လုံးလိုလည်းဖြစ်နေတယ်လက်ထက်ကဖုန်းဟာတစ်ပင်စမ်းကြောင်းလူတယောက်သတင်းစာတစ်ဆောင်လေးဖြစ်တယ်လို့တစုံတရာကိုရေးပေါ်မှတ်သားသားလုပ်လို့ရတဲ့မှတ်စုစာအုပ်လည်းဖြစ်နေတယ်အဲ့ဒီဖုန်းထဲကနေပဲရှင်းကိုချစ်တယ်လို့စာရေးသားကြတယ်လို့နောက်ဆိုကျွန်မကိုဘယ်တော့မှလာမပတ်သက်တော့နဲ့လို့အဲ့ဒါလိုလဲပြောသူကြပါသေးတယ်တချို့ကလည်းဖုန်းကြောင်ပဲပျော်ရွှင်ကြရတယ်လို့တချို့ကြတော့လဲဖုန်းကြောင်ပဲဝမ်းနဲ့ပူဆွေးကြရတယ်ဘာပဲဖြစ်ဖြစ်ဖုန်းဟာလူတိုင်းအတွက်အရေးပါနေစေဖြစ်တယ်ဒီမနေ့အိမ်ရနုံချင်းဖုန်းဖွင့်ကြည့်လိုက်တော့အမေရိကန်နိုင်ငံရဲ့နိုင်ငံတော်တရားရေးချုပ်မှာတရားသူကြီးချုပ်ဖြစ်သူဘရူပတ်ဂင်းစပတ်ကွယ်လွန်သွားတဲ့အကြောင်းတွေ့ရတယ်သတင်းမီဒီယာတော်တော်များများကတော့အသက်89နှစ်အရွယ်မှာကွယ်လွန်သွားတဲ့အဲ့ဒီအမျိုးသမီးအကြောင်းကိုအကျယ်တဝင့်ထုတ်လွှင့်ပေးနေကြတယ်ရဲ့အဲ့ဒီအမျိုးသမီးဟာအမျိုးသမီးအခွင့်အရေးအတွက်ရှေ့တန်းမမတောင်းဆိုလှုပ်ရှားခဲ့သူလို့လည်းဖော်ပြချပါသေးတယ်ဘီလာရုစ်နိုင်ငံရဲ့ဆန္ဒပြမှုသတင်းတွေကိုတော့
အခုတလောဆက်တိုက်ကြားနေရတော့မှာပဲရွေးကောက်ပွဲရလဒ်ကိုလက်မခံနိုင်ကြတဲ့ဘီလာရုစ်နိုင်ငံသားများဟာလမ်းမပေါ်မှာနေ့စဉ်လိုဆန္ဒပြလှုပ်ရှားနေကြပါတယ်သူတို့အကူအညီပေးဖို့နိုင်ငံတကာကလည်းတောင်းဆိုထားတယ်လို့ဆိုကြလေရဲ့ကဘာကြီးဟာစတင်ဖြစ်ပေါ်ပြီးကြတဲ့အခုချိန်ထိဘယ်တော့မှငြင်းချမ်းမနေခဲ့ရဘူးလို့ထင်မိတယ်တနေရာမှာငြိမ်နေရင်အခြားတနေရာမှာလှုပ်နေခဲ့လိမ့်မယ်နိုင်ငံတစ်ခုမှာငြိမ်းချမ်းနေရင်အခြားနိုင်ငံတစ်ခုမှာစစ်ဖြစ်နေခဲ့တယ်မြို့တစ်ခုမှာပျော်ရွှင်နေကြကလေးတွေစာသင်နေကြရင်အခြားမြို့တစ်ခုမှာစီပီဒုက္ခတွေဖြစ်ကြလူရတက်ခတ်မှုတွေကြားမနေတိုင်းကြရတယ်မတည်ငြိမ်မှုလှုပ်ခတ်မှုမငြိမ်းချမ်းမှုဆင်းရဲဒုက္ခတွေနဲ့ကြောက်ရွံ့တုန်လှုပ်နေရမှုတွေသာကဘာကြီးရဲ့အမှတ်အသားတွေဖြစ်နေခဲ့တယ်အစိမ့်မိခဲ့တာလို့ထုတ်ဖော်ကြေညာထားတဲ့ရုရှားနိုင်ငံရဲ့အတိုက်ခံခေါင်းဆောင်ဖြစ်သူဟာဂျာမနီနိုင်ငံမှာဆေးကုသနေတဲ့သတင်းကိုတော့နေ့စဉ်လိုဖော်ပြနေကြတော့မှာပဲသတင်းတွေဟာဖုန်းရဲ့မျက်နှာပြင်ပေါ်အတင်းပြည့်တက်လာနေကြတယ်ပင်လယ်ထဲကနေလှိုင်းလုံးတွေကန်းစီပြည့်တက်လာနေကြသလိုမျိုးပြေးလာနေကြတာဖုန်းကိုဖွင့်လိုက်တာနဲ့တောင်ပေါ်ကနေမူးရီတွေဒလဟောစီးဆင်းလာကြသလိုမျိုးကမ္ဘာအရရကသတင်းတွေဟာဆက်တိုက်စီးလာနေကြတာလူတွေဟာထမင်းစားသလိုသတင်းတွေကိုလည်းစားကြပုံရတယ်လူတွေဟာပညာတွေရှာကြစီးပွားတွေရှာကြသလိုသတင်းတွေကိုလည်းရှာဖွေနေကြပုံရတယ်သတင်းတွေကလည်းလူတယောက်ဖုန်းကိုဖွင့်လိုက်တာနဲ့ခြေထောက်ပေါ်ကိုပြည့်စိတ်တွေတရွတက်လာသလိုတက်လာနေတော့တာပဲသတင်းတွေမှမရှိရင်လေလူတယောက်ကအဝတ်စားမပါပဲနေထိုင်နေရတယ်လို့ကဘာကြီးကအတိတ်ပဲမဲ့နေလိမ့်မယ်သတင်းတွေမှမရှိရင်လေဘဝအငြင်းငွေ့စရာဖြစ်နေလိမ့်မယ်အကောင်းနဲ့အဆိုးရှိနေတဲ့သတင်းတွေထဲကနေအကောင်းတွေကိုကြည့်ရွေးချယ်ခွင့်တော့မရှိကြပေဘူးဈေးဆိုင်တစ်ခုထဲဝင်ပြီးအသားတွေကိုကိုလိုချင်တဲ့အပိုင်းကိုပဲလှီးဖြတ်ယူသွားသလိုတော့သတင်းကောင်းတွေကိုကြည့်လိုချင်လို့တော့ရလိုက်မှာမဟုတ်ဘူးကယ်လီဖိုးနီးယားမှာလောင်နေတဲ့မီးတွေကိုကြည့်နေရင်လည်းလက်ထက်ဖုန်းတော်ပူလာသလိုခံစားမိတယ်ဂျော်ဂျီယာပြည်နယ်မှာရဲနှစ်ယောက်ကလူမဲတစ်ယောက်ရဲ့မျက်နှာကိုလက်သီးနဲ့ထိုးနေတာကိုကြည့်နေရင်လည်းလက်ထဲကကင်ထားတဲ့ဖုန်းထဲကနေသွေးတွေပန်းထွက်လာမလားလို့တောင်ထင်မိတယ်နယူးယောက်မြို့လေကစင်ထရယ်ပန်းခြံထဲမှာအမျိုးသမီး၃ယောက်ရဲ့ရုပ်တုတွေထားတဲ့သတင်းကိုတွေ့တဲ့နေ့မှာတော့ဖုန်းဟာကြက်တီမင်္ဂလာပြည့်စုံပြီးပျော်ရွှင်နေခဲ့မယ်လို့ထင်တယ်ဖုန်းဟာသူ့လုပ်ရမယ့်အလုပ်အတွက်တာဝန်ကျေပါတယ်အခန်းထဲမှာတယောက်တည်းနေထိုင်နေရပြီမဲ့ကဘာကြီးနဲ့လည်းအဆက်အသွယ်မပြတ်ခဲ့သလိုတယောက်တည်းအထီးကျန်နေတယ်လို့လည်းမခံစားခဲ့ရပါဘူးဖုန်းထဲကသတင်းတွေဖတ်နေရင်လည်းအကိုလေးဒီနေ့အမေကအကိုလေးအကြောင်း၃ရင်တောင်မေးနေတယ်သတိရနေပုံပဲအင်ကိုဖုန်းဆက်လိုက်ပါအောင်ဆိုပြီးညီမဖြစ်သူကစာပို့လာတယ်သတင်းတွေကိုခဏထားပြီးရေချားမြေချားမွေးရမြေကအမေစီဖုန်းဆက်ရတယ်
ဖုန်းတစ်လုံးဟာလူတွေကိုလည်းအချင်းချင်းနီးကပ်စေတာပဲလို့လည်းတွေးမိလိုက်တယ်ဖုန်းတစ်လုံးဟာအချစ်နဲ့အလွမ်းတွေကိုလည်းတည်ယူလာပေးသလိုလူနှစ်ယောက်ကြားမှာဆက်သွယ်မှုတရားတစ်စင်းလိုဝန်ဆောင်မှုကိုလည်းပေးပါသေးတယ်အမေကနေကောင်းရဲ့လားလို့အမေတယ်စကားပြောပြီးဖုန်းချခါနေတိုင်းကျမ်းမာရေးကြိုးဆိုင်ဖို့အမြဲမှာလေးရှိတယ်မိဘနဲ့သားသမီးတွေရဲ့ကြားမှာအထူးအထွေပြောဖို့အကြောင်းအရာရှိမနေခဲ့တော့လဲပြောစရာစကားကတော့ကုန်မသွားခဲ့ပါဘူးဖုန်းဟာအမေရဲ့စကားသံတွေကိုသူ့သားရဲ့နားထဲစီတည်ယူလာခဲ့တယ်ဖုန်းဟာချစ်ချင်းမေတ္တာကိုယူဆောင်လာခဲ့တယ်ကျွန်တော်ကတော့ဖုန်းတစ်လုံးစီကနေရရှိတာတွေထဲမှာချစ်ချင်းမေတ္တာကိုရတာသဘောအကျဆုံးပါပဲဒါကြောင့်ပဲလူတွေဟာသူတို့လက်ထက်ဖုန်းကိုသွားလေရာယူသွားကြပုံရတယ်ဖုန်းဟာဘယ်ရန်ကိုမှဖုန်းကွယ်မထားတော့ကျွန်တော်တို့အနေနဲ့ကိုသိချင်တဲ့အရာကိုဖုန်းတစ်လုံးထဲမှာရှာဖွေလို့ရပါတယ်ဒါအပြင်နေ့စဉ်ဘဝထဲကနေပုံကွယ်ခြင်းလဲဖုန်းတစ်လုံးကကူညီပေးပါသေးတယ်ကျွန်တော်ကတော့ကိုယ်သဘောမကျတဲ့အရာတွေနဲ့နေ့ရက်တွေကိုကဘာကြီးမမြင်အောင်ဖုန်းတစ်လုံးနဲ့ကွယ်ထားလေးရှိပါတယ်ဖုန်းတစ်လုံးဟာပုံကိုကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်တခါတည်းဘယ်သူမှမမြင်အောင်ကိုဖုန်းတစ်လုံးနဲ့ဖုံးထားလိုက်ရတဲ့အခါတွေလည်းအမှန်တကယ်ရှိခဲ့ပါတယ်ဆောင်းဝင်နမောက် Daily 11 သတင်းစာဇန်နဝါရီ 19, 2021